မင်္ဂလာပါရှင်စမြက်ကူကင်ဖလာမှာတင်နေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့လေးမှာဆိုလို့ရှိရင်တော့ချက်သားနဲ့အာလူကိုမျိုးတို့အိမ်မှာချက်စားတဲ့ပုံစံလေးအတိုင်းပေါ့နော်အရသာရှိရဲ့ဟင်းပွဲလေးဖြစ်ချက်ဖြုတ်ပြီးတော့တင်ဆက်ပေးမှမလို့အားလုံးနဲ့ဆက်လက်ပြီးတော့တ िश ူပြပါအောင်နော်ပထမဆုံးဒဲလေးတွေကိုစီလေးထည့်ထားပါတယ်ဒီထည့်ပြီးပြီဆိုလို့ရှိရင်တော့စမင်းမုံလေးထည့်ပါမယ်နော်ဒီပြပါလေးဆိုလို့ရှိရင်တော့ချက်သားအာလူချက်ဖို့အတွက်စီတက်ဖို့ဒီမှာစတုံးပြည့်ရဲ့ချက်ပုံလေးရဲ့ချင်းလေးရဲ့ရပြီးတော့ထောင်းထားရလေးကိုပိုလေးထည့်လိုက်ပါမယ်ဒီတက်တဲ့အခါမှာဆိုလို့ရှိရင်တော့တိတ်တော့မနာဒီတက်ဖို့လိုပါတယ်နော်စီတက်တာခုနေထားလိုက်ရတယ်ဆိုလို့ရှိရင်တော့အရောင်တင်မှုပေါ့နော်အစိမ်းမောင်မျိုးကိုယ်ကိုထည့်ရမယ်ခုနေထားလိုက်ရပြီဆိုလို့ရှိရင်တော့တက်တာကိုစမင်းမုတ်အချို့မုတ်စားငံပြိုင်လေးနဲ့နှက်ထားရပါပေါ့နော်အဲ့တော့ဒီအားလေးကိုအိုးရဲကိုထည့်လိုက်ပါမယ်အားလေးကိုတထားမယ်လုံးမမယ်ဒီစကားလေးပေါ့နော်စက်သားကိုစီတထားရမယ်လုံးလို့ဆိုလို့ရှိရင်တော့စက်သားလေးလေးဖို့အတွက်ပေါ့နော်ဒီလေးထည့်ပါမယ်ဒီကရေတက်လေးထည့်ပေးပါမယ်နော်စက်သားနဲ့အာလူချက်တဲ့အခါမှာစက်သားကိုအရင်ဆုံးချက်ပါတယ်စက်သားချက်ပြီးလို့စက်သားနူလောက်တဲ့နေရာကပြီးဆုံးနေပေါ့နော်ပကံလေးတွေပြင်ထည့်ထားပြီးမှအာလူကိုချက်ပြီးတော့ချက်ပါမယ်အာလူလည်းချက်လို့ချက်လောက်တဲ့နေရာကပြီးဆုံးမှစက်သားနဲ့အာလူကိုအိုးရဲကိုပြန်ပြီးတော့ရောပါမယ်နော်အခုကတော့စက်သားလေးကိုပေါ့နော်အရင်ဆုံးချက်လောက်တဲ့အနေထားရအောင်အရင်ဆုံးအချိန်ခဏလေးစောင့်ပါမယ်နော်စက်သားချက်တဲ့အခါမှာဆိုလို့ရှိရင်ညီမချက်ပြတဲ့ဗီဒီယိုတွေမှာဆုံးနေတွေ့မှာပါအဲ့တော့မရှိမဖြစ်နေပေါ့နော်စက်သားချက်လို့ရှိရင်လိုရဲပေါ့နော်ဒီမဆလာလေးကိုဘိုးလေးကိုအရင်ဆုံးခတ်ထားလိုက်ပါမယ်ထည့်ရတဲ့ရေတန်းလေးပေါ့နော်ဦးလေးမှာရေတန်းလေးခန်းပြီးတော့စီပြန်တဲ့အထိတော့အချိန်လေးခဏစောင့်ပေးပါမယ်နော်ခုကတော့စက်သားလေးကစီပြန်လာတဲ့အနေထားလောက်ရောက်ပြီးဖြစ်တဲ့ကြောင့်မလို့စက်သားလေးရင်းစုံပကံလေးကိုလိုချထားလိုက်ပါမယ်လို့ရှိရင်အာလူလေးဆက်ချက်ပါမယ်နော်အားလေးကိုပကံလေးကိုလက်ထပ်ပြီးတဲ့အခါမှာအခုကျန်တဲ့ဒီအနှစ်နဲ့ပေါ့နော်တန့်စင်ပြီးတော့အနေတော့အတုံးလေးရွယ်ပြီးဖြတ်ထားတဲ့အာလူလေးကိုဒီအနှစ်လေးကိုတစ်ခါလေးထည့်လိုက်ပါမယ်ဒီလိုရှိရင်တော့ဒီအာလူလေးကိုပေါ့နော်ရေတန့်ပြီးထပ်ထည့်ရမယ်ဒါလို့ဆိုလို့ရှိရင်အာလူလေးဆိုတာလည်းနူးဖို့အတွက်အချိန်လိုပါတယ်အဲ့တော့အရင်ဆုံးရေလေးထပ်ပြီးတော့ထည့်လိုက်ပါမယ်နော်စက်သားချက်ထားတဲ့အနှစ်လေးနဲ့ပဲတခါလေအာလူလေးကိုရောလိုက်တဲ့အတွက်ကြောင့်မလို့အာလူလေးထဲမှာဆိုလို့ရှိရင်လည်းစက်သားတွေကအနှစ်အရသာလေးရပါတော့တတိလေးနဲ့အာလူနှူးလာတဲ့ခါကျရင်အလိုလျောက်သွားရင်သူဝင်ခါဖြစ်သွားမှာပါဒါဆိုလို့ရှိရင်လည်းပေါ့နော်ဒီအာလူလေးနှူးဖို့အတွက်အချိန်လေးခဏစောင့်ပေးပါမယ်နော်အာလူလေးကအခုဆိုရင်တဖြည်းဖြည်းနဲ့ပေါ့နော်တော်တော်လေးနှူးပြီးရဲ့အနေထားကိုရနေပါပြီ။နာတော့ကဂန်လေးရဲ့လိုချင်တာလေးစက်သားလေးနဲ့ပြင်ပြီးတော့ရောလိုက်ပါမယ်နော်။အာလူနဲ့ချက်သားလေးနဲ့ရောပြီးတော့ချက်သားပေါ့နော်အခုဆိုလို့ရှိရင်အာလူကလည်းလုံးဝမူဤရဲ့အနေထားလေးဖြစ်နေပါပြီချက်သားကတော့ဆန္ဒလေးကချက်ပြီးသားပေါ့နော်အဲ့တော့အခုဆိုလို့ရှိရင်တော့ပကံလေးတွေကိုအသိနဲ့ထည့်လို့ရတဲ့အနေထားဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ချက်သားနဲ့အာလူဟင်းပွဲလေးကိုတော့ပကံလေးတွေကိုထည့်လိုက်ပါမယ်နော်ဒီနေ့မှာတော့ညီမချက်ပြုတ်ပြပေးခဲ့တယ်ပေါ့နော်ချက်သားအာလူရောချက်ထားတဲ့ချက်သားအာလူစီပြန်ဟင်းလေးကတော့ပြီးသွားပြီပဲဖြစ်ပါတယ်မိမိတို့အိမ်မှာလည်းလက်ကိုရိုးရှင်းတဲ့ပုံစံလေးတွေနဲ့ပေါ့နော်ဟင်းလေးတွေကိုရတာရှိအောင်ချက်ပြုတ်နိုင်မှုအတွက်ညီမကတော့ညီမချက်ပြုတ်တဲ့ပုံစံလေးတွေအတိုင်းမျှဝေပေးနေရပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ရဲ့ဗီဒီယိုလေးကိုအစားအဆုံးလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့တူတောက်ချင်းအားလုံးလည်းကျေးဇူးအများကြီးပဲတင်ရှိပါတယ်ရှင် Love you all